ဂျပန်မှာနေတာတစ်နှစ်ပြည့်ပြီးတော့ကိုမရောက်ဘူးတာဒီနောက်တစ်ဝက်မှာတင်းချိုင်းပဲရှိတာလို့တင်းချိုင်းကိုသွားလေခဲ့ပါတယ်တငယ်ချင်းကောင်းဆိုတာမျိုးကလေတင်းချိုင်းသွားမယ်ဆိုရင်တော့နှစ်ခါညှိစရာမလိုတဲ့လူမျိုးပေါ့ကဲထုံးစံတိုင်းဆက်လက်ပါမယ်တစ်နှစ်ပြည့်ပြီဆိုတော့ကျေးဇူးတင်ထိုက်တဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗာညာတာရကပေါ့တစ်နှစ်ပြည့်ထိမ့်မှတ်အနေနဲ့ကိုယ့်ရဲ့လာစာနဲ့ကြိုက်တဲ့ပတ်စံတစ်လုံးဝယ်လိုက်တယ်ခုကြိုက်ထားတဲ့ပတ်စံလေးဈေးဘယ်လောက်လဲမှန်းကြည့်ခဏနေကြိုင်ကြွားမယ်လက်ဂျပန်ပန်းဆိုင်နေပါလေပန်းစည်းထဲလိုမျိုးပန်းအပင်လိုက်ရောင်းတာများတယ်ပန်းစည်းပေးတာတဲ့ပန်းအပင်လိုက်ပေးတာကိုဘိုးသဘောကျကြတယ်အမြဲရှင်သန်ပါစေဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့တဲ့အဓိပ္ပာယ်လေးကလှနေရောနော်အဲ့တော့တင်းချိုင်းကိုဆက်လက်ပါမယ်ဒါတင်းချိုင်းနဲ့ဆက်ထားတဲ့ဘုန်းကြီးကျောင်းရဲ့အဝင်ဝပါအဲ့ဒါစာကားမရရလို့ရေးထားတာတော်တော်လေးဖတ်လိုက်ရတဲ့ခန်းကြီးရတရားကျွမ်းတော့ဂျပန်ကဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့တင်းချိုင်းကုန်းတွေကိုတွဲပြီးတော့ထားလိုက်တာရှိကြတယ်တဲ့ဒီမှာတကားဖွင့်မရလို့3မိနစ်လောက်ကြာသွားတယ်လမ်းလေးတစ်လမ်းပဲချားပဲမယ်ဟိုဘက်နာမိုင်ဘတ်စကတ်တို့7-11တို့က2050လောက်မှရှိနေပြီးတော့ဘုန်းကြီးကျောင်းကြတော့တကယ်ကိုလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကိုပြန်သွားရသလိုပဲဖိုက်ကလေခုခေတ်ပိုက်စမ်းမရမနေလမ်းလေးတစ်လမ်းပဲချားနေပြီမဲ့တစ်ဖက်မှာ2050ရောက်နေပြီးတော့တစ်ဖက်မှာလေလွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ကိုပြန်ရောက်သွားသလိုခင်မီရဲ့နေရာမှာလည်းပြိုင်ဆန်ရှားသလိုရွရရင်ချင်းမှုထိန်းသိမ်းတဲ့နေရာမှာလည်းပြိုင်ဆန်ရှားပဲအကြောင်းမရှိကြောင်းရှာပြီးပွားစီလုပ်တဲ့နေရာမှာလည်းပြိုင်ဆန်ရှားပဲအဲ့တော့တင်းညာရဲ့အဝမှာကျမရဲ့ချစ်တော်လေးအတုပကမ္မထမ်းရှူနေရပါအဲ့ဒါတင်းညာကိုသွားမဲ့ဝင်ပေါက်ကိုမရောက်ခင်ဒီဘက်မှာလေးကို animation တွေကရေပုံးတွေလိုမျိုးအဲ့လိုမျိုးရှေ့ခက်ကရေပုံးတွေစီးပြီးတော့ချထားတယ်ဘာလို့ထားလဲတော့မသိဂျပန်တင်းညာကုန်းရဲ့ယဉ်ကျေးမှုကလေပုတ်ကူတေးလေးတစ်ခုချင်းစီတိုင်းอ่ะမိသားစုမျိုးရိုးတစ်စုလုံးကိုစားပြုအဲ့မှာမြင်နေရတဲ့အတိုင်းချင်းစီတိုင်းอ่ะမျိုးရိုးတစ်ခုချင်းစီပဲမျိုးနွယ်စုတစ်စုလုံးရဲ့ပြာအိုးတွေကအဲ့အောက်ရဲ့အကန်ထဲမှာအကုန်လုံးရှိတယ်တဲ့အပေါ်ပိုင်းကြီးတော့ကြတော့ချွညွန်သေးလေးလို့ထင်ရပါမယ်အောက်မှာကဘာလုံးပုံစံပြာအိုးထဲတဲ့အကန်အကျယ်ရှိတယ်တဲ့အမှာမျိုးလိုက်ရိုးလိုက်ပြာအိုးတွေအကုန်လုံးတန်းစီပြီးထည့်ကြရတယ်နှစ်တည်းတရားကြာသွားလို့ရှင်တော့အထက်မှာရှိတဲ့ပြာအိုးတွေကိုအကုန်လုံးပေါင်းပြီးဘိုးဘွားအနေနဲ့ကိုးကွယ်ကြတယ်အဲ့မြင်နေရတဲ့ရုပ်ထုကလေမြန်မာလိုဆိုမဖဲဝါလို့ခေါ်မလားပဲသူကကလေးလေးတွေမွေးကင်းစာလေးတွေတည်သွားတာမျိုးဖြစ်ဖြစ်ဘိုက်ထဲမှာမမွေးခင်တည်သွားတာမျိုးဖြစ်ဖြစ်ပြီးကြလို့ရှိရင်သွားရင်းလာရင်လည်းတည်သွားတဲ့တရေပေါ့နော်နည်းနည်းအဲ့အစင်မပြေတဲ့တစ်ခါပတ်နေတဲ့တရေလေးတွေကိုကာကွယ်ပြီးရဖေးရဟိုင်ငယ်မောအောက်ကိုငုံကြည့်လိုက်တာဝါးလေးတောင်ဖြစ်သွားတယ်တကယ်ကိုအောက်မှာလည်းအုပ်တွေတန်းလိုက်ရှိနေတော့အပေါ်အုပ်ကူတွေကတော်တော်ဟောင်းနေပြီနှစ်တွေတော်တော်ကြားနေပြီလို့ခံစားရတယ်အောက်ကအုပ်ကူတွေကအသစ်ဆက်တိုင်းပဲဒါပေမဲ့နည်းနည်းတော့ကြာနေပြီအရင်ရှိမကြတာပဲရှိမှတယ်အုပ်ကူနောက်မှာထောင်ထားတဲ့တသားပြားလေးတွေကတေးတဲ့လူကောင်းရာတုတိလာအောင်လို့ဆူတောင်းပေးထားတာကိုသွားခြင်းတဲ့နေရာသွားပြီးဆိုတော့အချစ်တော်သွားခြင်းတဲ့နေရာကိုလည်းလိုက်ဖို့အောင်အခုရောက်နေတာ BNN မျက်မှန်ဆိုင်မှာအဲ့ဆိုင်မှာမျက်မှန်လောက်ရင်ဘလောက်ကုန်လဲဘာလောက်ရလဲဆိုတာကိုပြပထမဆုံးကဂိုင်းရွေးရပါတယ်ကိုကြိုက်တဲ့ဂိုင်းကိုရွေးလို့ရတယ်အဲ့မှာမျက်မှန်အလက်တွေထောင်နဲ့ရှိပြီးတော့ဂိုင်းရဲ့မျက်မှန်ဘူးရဲ့နှစ်ခုပေါင်းက6800မြန်မာငွေနဲ့ဆိုလို့သိန်းနီးပါးလောက်တော့ကျတယ်အဲ့ဒါရန်စီ30နဲ့တွက်တာတကယ်အခုရန်စီ25ဆိုတာအဲ့လောက်မကုန်ပြီးရင်ပါဝါချင်းရတယ်အဲ့မှာတောက်ရဲ့အလိန်တွေပေါ်တာပဲမျက်မှန်ပါဝါတက်လို့ခေါင်းကိုက်တယ်နဲ့တကယ်တော့ပါဝါတက်လို့မဟုတ်ပဲပတ်စံသုံးကျင်လို့ခေါင်းကိုက်နေတာပါဝါတက်မလာဘူးဒီတန်းမျက်မှန်လက်ပေါင်းထောင်ကျော်နေပေမဲ့ကိုမျက်နှာ over size သေးမို့လို့လေဘယ်ဟာနဲ့မှတော်မနေဘူးအကုန်လုံးကချောင်းနေရောကိုပါဝါလည်း0လေဒါပေမဲ့မြန်မကတလက်ဝယ်ခဲ့လိုက်တယ်မျက်မှန်ခိုင်းရှာပြီးတော့မှန်တက်တဲ့ချင်းအဲ့လိုလှနေရလှလေးမှာခဏထိုင်ဆောင်ရတယ်တောက်သူကလည်းပြောချင်ရပြောရကိုကလည်းလှုပ်ချင်ရလှုပ်တယ်ညီတယ်စိတ်လည်းမစိုးလှုပ်ချင်ရလှုပ်ပြောချင်ရပြောနားမရှိနေရပြီပေါ့အခုကစားမဲ့ချိန်ရောက်ပြီပေါ့အလုပ်စင်းတဲ့ရက်ဆိုတစ်နေ့ကို3နဲ့ကြနာစားရပြီပဲပိတ်ရက်ဆိုလို့ရှိရင်မနေ့ကောနေ့ရောညရော3နဲ့လုံးပေါင်းတစ်နက်ပဲစားအလဲလုံးလို့လေဒါကတော့ဝဲနုံမှာရှိတဲ့ကိုအကြာကြီးဆုံးမှလာထန်စား YGF ဒါကတော့အခြေဆက်တာပါတွေးသမျှမြင်သမျှအကုန်ရှောက်ကက်ထည့်တယ်ပေါ့အောက်မှာကိုစားခြင်းနဲ့အသားတွေအသီးရွက်တွေအကုန်လုံးပင်လယ်စာတွေကိုရွေးပြီးတော့ကီလိုချိန်ပြီးတော့ချက်ဖို့ပေးထားခဲ့ရတယ်။နှစ်ယောက်တူသွားလို့ရှိရင်လေမလွဲပဲပြန်ခဲ့တဲ့နေရာရှားတယ်။ဒီလိုစိတ်လိုလဲရနှစ်ယောက်လုံးနည်းနည်းမှလွဲမနေဘူး။လမ်းလည်းမမဘူးဘာနဲ့မှလည်းဝင်မတိုက်ဘူး။ဘာမှစားမထားတော့ကြတော့လေအမစားမယ်ပေါ့ဆိုပြီးတော့အကုန်လုံးပြင်ဆင်ပြီးယူနီဖောင်းပြည့်စုံနဲ့ထိုင်ဆောင်နေတာပထမဆုံးဟင်းပွဲတစ်ခုရောက်လာတယ်မှလွဲပါလေရောအေးဘယ်ကမှနေရတာငါပဲဘာလို့လဲဆိုတော့ဟောက်ဆွဲတွေရောပြီးလို့ရှိရင်ဒီမှာဟိုဟာလေးဗာလေဟိုဟာဒီဟာမလေးအဆုံးအေးငါမဟုတ်ဘူးငါပြောပြမယ်အေးအဲ့ငါအဲ့ကငါဟိုဒီဟာဗလားတော့ကိုပရမနေပြန်နေကြည့်လိုက်တော့ဘာလို့ဒီမိုးပါတာဟောပြီးလို့ရှိရင်အမ
ဆီယမကြီးကအရင်ဆွဲရပါတယ်ကျမလည်းစားခြင်းလို့တီးကြနေပေမဲ့သူ့ကိုကင်မရာထောင်ပြီးတော့ပဲဗီဒီယိုရိုက်ပြီးနေလိုက်ပါတယ်ဒီကောင်မလေးကမျက်နှာပြောင်းနေနော်ခဏနေကြတော့ကျမဟင်းပွဲလေးရောက်လာပါတယ်အဲကြမှာ share ဆွဲရအမလေးအဲ့ဒါမပြတာဒီလားစပင်းနေပါပါဆွဲစီးပြီးတော့အကုန်ဆွဲပလိုက်တာတနေ့ကောင်မတစ်နက်ပဲလေးစဉ်းစားကြည့်အောင်အမတနေ့ကောင်လေးလမ်းနေလျှောက်လာတာတေးတော့စားတော့ပြီးတော့ပြန်မဲ့ချင်းကိုရောက်ပါပြီရှေ့မှာပြောခဲ့လေကျမရဲ့ပတ်စံဈေးဘယ်လောက်လဲဆိုတာမှန်းတာမှန်ကြလား1 2 3